ဆင်းရဲတဲ့ကောင်လေးတစ်ယောက်ဟာမေကွန်းဖြေဖို့လက်ထောင်ခဲ့ပေမဲ့ဆရာမကသူ့ရဲ့စုပ်ပြတ်နေတဲ့ဖက်နှက်ကိုကြည့်ပြီးလစ်လူရှုကကြောင်းအုပ်သားကိုပဲခေါ်လိုက်ပါတယ်။ဒါကိုမြင်တော့တိုက်စင်ဟာသူဆင်းရဲလို့အနှိမ်ခံရတယ်ဆိုပြီးအယံဝမ်းနေသွားပါတယ်။နေလေစာစားချိန်မှာလည်းတိုက်စင်မှာမုတ်ဝယ်စားဖို့ပတ်စံမရှိပါဘူး။တခြားကလေးတွေကတော့ပတ်စံပေးပြီးကောင်းကောင်းမွန်မွန်စားတောက်နေကြပါတယ်။အဲ့ဒီအချိန်မှာတထေးသားတစ်ယောက်ကမင်းမှာစားဖို့ပတ်စံတောင်မရှိဘူးမလားလို့လာလောင်ပါတယ်။တိုက်စင်ကဂယုမဆိုင်ပဲနေပေမဲ့အဲ့ဒီကောင်ကကြက်သားတုံးနဲ့ပြစ်ပေါက်ပြီးတော့ဒါစားလိုက်လို့ပြောလိုက်တဲ့အခါမှာတော့တိုက်စင်အယံဒေါသထွက်သွားပါတယ်။သူဟာအဲ့ဒီကောင်စီပြေးသွားပြီးအားကုန်ထိုးလိုက်တာကြောင့်ဟိုကောင်လေးဟာကြမ်းပြင်ပေါ်လဲကြပြီးတတိလစ်သွားပါတော့တယ်။စိတ်ငြိမ်သွားတဲ့အခါမှာတိုက်စင်ဟာသူ့အမားကိုတီးလိုက်ရပါတယ်။သူဟာရှက်လွန်းလို့ကြောင်းကနေထွက်ပြေးသွားပြီးဘယ်တော့မှပြန်မလာတော့ပါဘူး။တဖြည်းဖြည်းနဲ့သူဟာလမ်းဘေးမှာပြဿနာရှာတဲ့လူမိုက်တစ်ယောက်ဖြစ်လာပါတယ်။မူးနေတဲ့အချိန်လူတစ်ယောက်နဲ့တိုးရင်ရိုက်နှက်ပြီးပတ်စံလူတက်ပါတယ်။တနေ့မှာတော့သူ့တငယ်ချင်းကလူတစ်ယောက်ရဲ့ပတ်စံအိတ်ကိုလူလိုက်မိရာကနေအဲ့ဒါကရဲရရှိတစ်ယောက်ရဲ့အိတ်ဖြစ်နေမှန်းသိသွားပါတယ်။သူတို့နှစ်ယောက်လုံးထိတ်လန့်ပြီးထွက်ပြေးကြပေမဲ့ရှေ့မှာရဲကားကပိတ်မိနေပါပြီ။တိုက်စင်ဟာရဲတွေရှာမတွေ့အောင်ကိုတောင်တစ်ခုထဲမှာပုံနေပေမဲ့ရဲတွေကအနံ့ခံခွေးနဲ့ရောက်လာပါတယ်။ကြောက်လန့်တကြားနဲ့တိုက်စင်ဟာရေမြောင်းတွေကညစ်ပတ်တဲ့ရေတွေနဲ့ကိုလူပြီးပုံလိုက်ရပါတယ်။သူပြန်ထွက်လာတဲ့အခါမှာတော့လူတွေကသူ့ကိုအယူလို့ထင်ကုန်ကြပါတယ်။အဲ့ဒီနောက်ကုမ္ပဏီတစ်ခုကအလုပ်သမားခေါ်နေတဲ့ကြော်ညာကို TV မှာမြင်လိုက်ရပါတယ်။နောက်တစ်နေ့မှာတိုက်စင်ဟာသူ့အိတ်ကိုယူပြီးကုမ္ပဏီကိုသွားခဲ့ပါတယ်။အလုပ်လူတွေစစ်ဆေးချိန်မှာသူ့အိတ်ထဲမှာဖက်နှက်တောင်မပါတာကိုသိလိုက်ရပါတယ်။အဲ့ဒီအချိန်မှာသူပျောက်သွားတဲ့ဖက်နှက်ကိုစီးထားတဲ့ကောင်လေးတစ်ယောက်ကိုမြင်လိုက်ရပါတယ်။တိုက်စင်ဟာအဲ့ဒီကောင်လေးကိုလိုက်ဖမ်းပြီးအဆောက်အုံပေါ်ကနေတွဲလောင်းဆွဲထားလိုက်ပါတယ်။အလုပ်သမားကောင်းဆောင်ကဒါကိုမြင်ပြီးစိတ်တူကသူ့ကိုအိမ်ပြန်ခိုင်းပေမဲ့တိုက်စင်ကညှင်းလိုက်ပါတယ်။အဲ့ဒီလူကမင်းခန္ဓာကိုယ်ကတမသားပဲငါနဲ့လက်ဝဲထိုးကြည့်ပါလားလို့ခေါ်လိုက်ပါတယ်။တိုက်စင်ဟာသူ့ရဲ့ပထမဆုံးပွဲမှာတင်ပြိုင်ဘက်ကိုအလဲထိုးနိုင်ခဲ့ပါတယ်။ချန်ပီယံတစ်ယောက်ကတာမန်လူကိုရှုံးသွားတယ်ဆိုပြီးလူတွေကဝိုင်းရကြပါတယ်။ဒါပေမဲ့နောက်တစ်ခဏမှပဲအဲ့ဒီချန်ပီယံကအလေးတုံးကြီးကိုတစ်ချက်ထဲနဲ့လွှင့်ပစ်လိုက်ပါတယ်။တိုက်စင်ကအဲ့ဒီထက်အစပေါင်းများစွာပိုတမနေတာကိုမြင်ပြီးအားလုံးအံ့ဩသွားကြပါတယ်။နီးပြကလည်းတိုက်စင်ကိုလေ့ကျင့်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတိုက်စင်ဟာသူ့အမေကိုဖုန်းဆက်ပြီးအမေဒါအလုပ်တော့မရဘူး။ဒါပေမဲ့လက်ဝဲထိုးနေတယ်လို့ပြောလိုက်ပါတယ်။တဖြည်းဖြည်းနဲ့တိုက်စင်ဟာသူ့ရဲ့လက်ဝဲပွဲတိုင်းမှာအောင်မြင်မှုတွေတဆင့်ပြီးတဆင့်ရရှိလာပါတော့တယ်။